အားလုံးပဲမင်္ဂလာပါဒီနေ့ဒီကမင်းကြီးအစိတ်ကကျွန်တော်တို့ဂျွန်လွန်ကိုယ်တိုင်ရောင်းမဲ့အိမ်ကတော့ကျွန်တော်အမေနေတဲ့အိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီအိမ်ကိုရောင်းရတဲ့ရွေးချက်ကနော်ကျွန်တော်အမေတက်ရှိတဲ့အချိန်မှာသူ့ဘို့အတွက်ကိုကျွန်တော်တို့ရောင်းခြင်းပဲဖြစ်ပါတယ်သူပိုင်တဲ့အိမ်သူနဲ့သူ့ယောက်ျားနဲ့စောက်ထားတဲ့အိမ်ကိုသူပိုင်တဲ့ပတ်စံကိုသူ့လက်နဲ့သူကင်ပြီးတော့တူသွားစေကျွန်တော်ရောင်းတာပါဒီပတ်စံနဲ့ပတ်သက်ပြီးကျွန်တော်တို့ခုမှသိဝင်လာမှုမရှိပါဘူးเนาะဒီချာဆိုရင်မမတီးရှိတယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မြို့နော်ဗရန်ကုန်မြို့နယ်မှာရှိပြီးတော့အောင်သိတိလမ်းမကြီးရဲ့နော်လမ်းသွယ်ဖြစ်တဲ့အောင်မင်္ဂလာလမ်းသွယ်ဂုတ်ကွက်ပါအောင်သိတိလမ်းမဆိုဒါဂုတ်ကွက်ဖြစ်ပါတယ်ခင်ဗျာနော်ခြံရဲ့အခြေအားဆိုလို့ရှိရင် 115 acre ဖြစ်ပါတယ်နော် square feet အပြင် square feet 9339.4.4 9009.4ရှိပါတယ်ခင်ဗျာနော်အိမ်ရဆိုရှင်တောင်ဘက်နဲ့ဖြစ်ပါတယ်เนาะအချမ်းကြီးညီရတော့ကျွန်တော်တို့မျက်နှာစာ60ကားပြက်က80ရှိပါတယ်၄တော့ဆက်ဆက်ပြီးတော့ဖြစ်ပါတယ်ခင်ဗျာ Team Master bedroom เนาะ2 single bedroom နဲ့ဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီပါဆိုရင် store room နဲ့ပါတယ်เนาะဖျားကန်းလည်းပါရှိပြီးသားဖြစ်ပါတယ်အဲ့တော့ဘေးမှာဆိုလဲကားထားလို့ရတဲ့ကားကိုတောင်ပါရှိပြီးအပေါ်မှာစောင်းမဲ့ကွာတာလည်းပါရှိပါတယ်ခင်ဗျာဒီခြံလေးကဆိုရှင်ဒီခြံတော့ရှိရေတကွန်လေးပန်းကြံနေအကုန်လုံးကလည်းကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့ခြံလေးပါနော်အရှိပါဆိုလည်းကျွန်တော်နားနေလို့ရတဲ့နော်ဟိုအဆောင်လေးလည်းလောက်ထားပါတယ်အဲ့တော့ဒီအိမ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်ခင်ဗျာအကျိုးလူများလည်း welcome ပါခင်ဗျာနော်အဲ့တော့ကျေးဇူးပြုပြီးတော့စိတ်ဝင်စားတဲ့လူတွေလည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်ရဲ့အမေအိမ်လေးတဲ့အမြင်ရောင်းဆက်သွားအောင်အားလုံး share ပေးကြပါလို့ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာဝယ်သူတိုက်ရိုက်မြင်သွားအောင် share ပေးကြဖို့ကျွန်တော်အနူးညွတ်ဒီတော့ပါကြားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ